လူတယောက်အောင်မြင်တာလေပတ်ဝန်းကျင်အပေါင်းအသင်းနဲ့လေအရန်ဆိုင်နေကျမဘဝအခုလိုမျိုးအောင်မြင်ချမ်းသာခဲ့တာကျမအရင်မချမ်းသာခင်ဘဝမှာចောင်းသူဘဝတွေကကျမဘလူလူမျိုးပေါင်းလဲဆိုတထေးသားကိုပေါင်းတာမဟုတ်ဘူးเนาะတထေးသမီးကိုပေါင်းတာမဟုတ်ဘူးเนาะကိုတူးကိုချွန်နေတဲ့အလုံးလုံးနေတဲ့လူတွေကိုပေါင်းတာကျမကြောင်းတက်ထဲကျမတငယ်ချင်းနေเนาะရွှေဆိုင်မှာလုံနေတဲ့လူတွေပြီးတော့ဘေထုတ်ပေါ့နော်ဘေထုတ်ထိုင်လုံနေတဲ့သူတွေစီးပွားရေးကိုပေါ့နော်မျိုးစုံလုံနေတဲ့လူတွေပေါ့နော်အဲ့လိုတငယ်ချင်းတွေနော်ကျောင်းတက်ထဲကနော်ကျောင်းတက်ထဲကစီးပွားရေးလုံနေတဲ့တငယ်ချင်းတွေကိုကျမရွေးပေါင်းတာဘာလို့လဲဆိုတော့အဲ့တော့ကျမမှာအရင်နေတဲ့တပြားမှမရှိကျမမှာဘာစီးပွားရေးမှလည်းမရှိဒါပေမဲ့ကျမအဲ့လိုစီးပွားရေးလုံနေတဲ့တငယ်ချင်းတွေနဲ့ပေါင်းရတာကျမကြိုက်တာဒါကျမအကြိုက်အဲ့လိုမျိုးဆိုရင်ကျမသူတို့ရှီကပညာရတယ်သူတို့ရှီကအတုခိုးတယ်ပြီးတော့သူတို့ရှီကအကြံဉာဏ်တွေရတယ်အဲ့ဒီအချိန်မှာကျမသူတို့နာမှာနေရင်းနဲ့ကျမအရန်အလုံးလုံးချင်တယ်အရန်ပတ်စံရှာချင်တယ်အရန်ကြိုးစားချင်တယ်ကျမသူတို့လိုငွေကြေးလွတ်မြောက်ချင်တယ်เนาะအဲ့တော့ကျမအဲ့ဒီတွေကကျမအပေါင်းအသင်းဆိုတော့ကျမအမြဲတမ်းရွေးပေါင်းတယ်ကျမအတွက်ကအပေါင်းအသင်းနဲကောင်းနဲမယ်ဒါပေမဲ့ကျမပေါင်းတဲ့အပေါင်းအသင်းတွေအကုန်လုံးဒီနော်ကိုချရာဘော်ကိုရက်တီပြီးတော့အလုတ်စူးစားနေတဲ့လူတွေကြီးပဲအခုဘန်ကောက်မှာဆိုလဲကျမတငယ်ချင်းတွေဆိုလဲအရန်အလုတ်စူးစားနေတဲ့လုပ်ငန်းရှင်တွေကြီးပဲပေါ့စားတည်ရမလားဟာဝီတောက်ဘီယာတောက်မူလိုက်ယူလိုက်မဟုတ်ပျော်တာတော့ပျော်တယ်ကျမတို့ဘားတွေပါသွားတယ်သွားတယ်လာတယ်စားရတောက်တယ်ပျော်တယ်ပါတယ်ဒါပေမဲ့အားလုံးဒီအိမ်မက်ကိုစီနဲ့ဘဝကိုပြင်းထန်စူးစားနေတဲ့လူတွေကြီးပဲကျမတငယ်ချင်းတွေလဲကျမလူမျိုးပဲအချိန်မရှိဘူးကျမတငယ်ချင်းတွေလေအလုတ်စူးစားနေအခုဆိုရန်ကုန်ကတငယ်ချင်းတွေ jewelry ပွဲရှိတယ်ပေါ့နော်ဘန်ကောက်မှာသူတို့တွေလာကြတယ်နောက်ပြီးတော့ကျမတငယ်ချင်းတွေဆိုရင်မြန်မာပြည်မှာဆိုရင်အဲ့လက်သေးခြေသေးဆိုင်ကြီးတွေရှိဒီဘန်ကောက်မှာဖွင့်ကျင်လို့ဆိုပြီးသူတို့လာ join နေအဲ့တော့ကျမတို့အောင်မြင်မှုဒီကျမတို့အပေါင်းအသင်းနဲ့100ခိုင်နှုန်းတက်ဆိုင်ပါတယ်အဲ့တော့ကလေးတွေရှိတဲ့မေမေတွေကိုကျမမှားချင်ပါတယ်ကိုယ့်ရဲ့သားသမီးဒီဘလို့အပေါင်းအသင်းမျိုးကိုရီးစားရှုပ်တဲ့လူနဲ့တွင်ရီးစားရှုပ်မှာပဲခုနပြောလို့အပျော်ပါမတ်တဲ့လူနဲ့တွင်ပျော်ပါမတ်မှာပဲဘလို့အပေါင်းအသင်းမျိုးကိုပေါင်းလဲဆိုတာကြည့်တင်တယ်အဲ့တော့အပေါင်းအသင်းကအရန်အရေးကြီးတယ်ကျမဆိုရင်ကျမပေါင်းတဲ့အပေါင်းအသင်းတွေဆိုအဲ့လိုအလုံးမလုံးတာတို့လေနေတာတို့အဲ့လိုမျိုးကျမလည်းဘဝမှာပေါင်းဘူးပါတယ်ပေါ့နော်လူပေါင်းစုံပေါ့နော်အဲ့လိုနိုင်အောက်ထွက်နေတာတို့တနေ့လှဖို့ပါဖို့နဲ့ရီးစားတွေတယောက်ပြီးတယောက်တွဲမဲ့ main ကလေးတွေလည်းကျမပေါင်းဘူးတယ်ဒါပေမဲ့ကျမပေါင်းလဲခဏပဲသူတို့နဲ့ရေရှည်မပေါင်းနိုင်ဘူးဘာကြောင့်လဲဆိုကျမရဲ့အကြိုက်ကသူတို့မဟုတ်ဘူးကျမရဲ့ type မတူဘူးပေါ့ကျမရဲ့ type ကကြတော့ကျမတို့တငယ်ချင်းတွေဘာလို့လဲတွေ့ပြီဆိုရင်စီးပွားရေးကြောင့်တွေတိုင်ပင်ကြရတယ်ဘာစီးပွားရေးတွေလုပ်နေလဲတော့ဘာတွေလုပ်ငန်းလုပ်နေလဲကျမအခုဆိုကြာလာလေးကျမရဲ့ပေါင်းတင်မိတ်ဆွေတွေကလုပ်ငန်းရှင်အကြီးစားတွေပဲကျမရှိမှရှိလာတယ်အဲ့တော့ကိုယ့်ရဲ့အပေါင်းအသင်းကိုကိုကလေတေချာရွေးချယ်ပေါင်းစေခြင်းတယ်ပေါ့နော်ကိုယ့်ရဲ့အပေါင်းအသင်းကြောင့်လဲကိုကအရန်အောင်မြင်တယ်အဲ့ဒါလုံးဝမှန်ကန်တဲ့စကားပဲဘာလို့ကျမကိုတွေးမလို့အဲ့လိုအောင်မြင်ခြင်းတဲ့သူတွေဒီအောင်မြင်နေတဲ့သူတွေကိုပေါင်းရမယ်